ဒီလိုမျိုးအသက်9-6နှစ်သာရှိပုံရတဲ့ကလေးငယ်လေးမှာပုံချိန်များစွာရှိကြောက်တုံးကြီးကိုလက်ပက်ချီနိုင်တဲ့တဘာဝလွန်စွမ်းအားရှိတယ်ဆိုတာမယုံနိုင်စရာပါပဲဒီကောင်မလေးရဲ့အမိကကြော့ပါသူမရဲ့မိသားစုပိုင်ဘိုးဘွားပခတ်စည်းကွားရေးအခြေအနေကြီးကွားရေးအတွက်ဖခင်ဖြစ်သူကသူမအားတခါမှမတွေ့ဘူးသေးတဲ့အမေစီတို့လိုက်ခိုင်းလိုက်ခြင်းဖြစ်ပါတယ်ကြော့မှာအမေရှိပါတယ်ဒါပေမဲ့မင်းအမေအခုလူအခြားစီအိမ်တောင်ပြုတော့မယ်ဒါကြောင့်ကြော့မင်းအမေစီအမြန်သွားလေကွာဆိုပြီးဖခင်ကပြောလိုက်ပါတယ်ကြော့ဟာသူမစီမှာရှိနေတဲ့ကြောက်ပြားလေးရဲ့ညွန့်ပြချက်အရာအမေစီကိုရှာဖွေတွေ့ရှိရပါတယ်တိုးတော့အမေဖြစ်သူအမျိုးသမီးကသူမကိုလုံးဝမမှတ်မိတော့ပါဘူးကြော့လေဘေးမှာဆွဲထားတဲ့သူမစီမှာလည်းရှိနေတဲ့အလားတကူကြောက်ပြားလေးကိုတွေ့မိရမှသာလွန်ခဲ့တဲ့6နှစ်ကသူမရဲ့ရင်သွေးငယ်လက်မှချောတင်းပြီးပျောက်ဆုံးသွားခဲ့ရသည့်ဝမ်းနဲ့ဖွယ်အမတ်တရားများကိုအမျိုးသမီးပြန်လဲသတိရလာခဲ့ပါတယ်မိခင်နဲ့သမီးနှစ်ယောက်သားချစ်ခင်မြတ်နိုးစွာရင်ကပ်မိကြပါတယ်